ခမရောက်တည်လားကျွန်တော်နေ့စဉ်အသုံးပြုနေတဲ့အစားဆိုတာအရင်တော့ရှုလုံမျိုးပဲတန်ဖိုးကြီးမာခဲ့တယ်ဆိုတာဒါအမှန်ပဲဗျလုံခဲ့တဲ့နှစ်ပေါင်းများစွာတော့စားတစ်စုံကလူတစ်ယောက်တစ်ထောင်မှပို့ပြီးတန်ဖိုးကြီးမာခဲ့တယ်ဗျဒါတွေအပြင်နိုင်ငံရေးစီးပွားရေးပုံမှာလည်းအများကြီးအကျိုးသက်ရောက်မှုရှိခဲ့တာဗျကဲပြီးတော့ကျွန်တော်တို့အလုပ်လုပ်လို့ရတဲ့ငွေကြေးကို salary လို့ခေါ်ကြတယ်ဗျတကယ်တော့ဒီစကားလုံးကစားကနေစဉ်းသက်လာတာဗျထူးဆန်းတယ်မလားတကယ်တော့ရှေ့ခေတ်ရောမအင်ပါခေတ်တုန်းက sell ဆိုတာစားကိုခေါ်တဲ့စကားဖြစ်ပြီးတော့စစ်သားတွေကိုပေးတဲ့ salarian ဆိုတာအစားနဲ့ဆက်နေတဲ့အခချင်းငွေဒါမှမဟုတ်လည်း allowance တစ်မျိုးအဖြစ်နဲ့ယူဆခဲ့ကြတာပေါ့အဲ့ဒီကနေပြီးတော့အခုခေတ် salary ဆိုတာကြီးကဖြစ်လာတာပဲဗျဘာလို့စားကိုဒီလောက်တန်ဖိုးထားရလဲဆိုတော့အဲ့ခေတ်မှာရေခဲတက်တာလိုဟာမျိုးတွေမရှိဘူးလေအစားတောက်တွေကိုကြာရှည်ခံဖို့ဆိုတာအစားအလွန်တခြားနည်းလမ်းမရှိသလောက်ပဲဗျအသားတွေကိုတင်ထားဖို့စစ်ချီတဲ့အခါမှာရိတ်ခါမပြတ်ဖို့အတွက်စားအလိုအရေးပါခဲ့တာပေါ့ဗျတမန်ကိုပြင်ကြည့်မယ်ဆိုရင်လေစားကိုထိန်းချုပ်နိုင်နေသူပါပဲစီးပွားရေးအာဏာကိုထိန်းချုပ်နိုင်ခဲ့တာဗျတရုတ်နိုင်ငံမှာဆိုရင်စားအပေါ်မှာအခွန်ကောက်ပြီးတော့အရေးကြီးအစိုးရဝင်ငွေတစ်ခုအဖြစ်နဲ့အသုံးပြုခဲ့တာဗျဥရောပမှာဆိုရင်လည်းပြည်သစ်နိုင်ငံရဲ့စားကောင်ကပြည်သူတွေမကျေနပ်မှုတိုးလာတဲ့အထိကိုဖြစ်ခဲ့တာဗျစားကိုအတေးကျဝယ်ခိုင်းပြီးတော့လူတွေအခက်အခဲကြုံတွေ့ခဲ့ရတာပေါ့ဗျာနောက်ပြီးတော့အိန္ဒိယလွတ်လပ်ရေးဖခင်ဖြစ်တဲ့မဟာတမဂန္ဒီဆိုရင်လည်းဗြိတိရှတွေကိုတော်လှန်ဖို့စားကိုပဲလက်နက်တစ်ခုဖြစ်နေသုံးခဲ့တာဗျ1930မှာသူကကီလိုမီတာ400လောက်ကိုလမ်းလျှောက်ပြီးတော့ပင်လယ်ကမ်းခြေမှာစားကိုကိုယ်တိုင်ထုတ်လုပ်ပြီးဗြိတိရှတွေရဲ့မတရားတဲ့ဥပဒေကိုစိန်ခေါ်ခဲ့တာဗျဒါကအိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုအရှိန်ကိုမြင့်တင်ပေးခဲ့တဲ့အကြောင်းရင်းတွေတစ်ခုလည်းဖြစ်တယ်ဗျအခုခေတ်မှာတော့ဤပညာတွေကကောင်းလာပြီဆိုတော့စားကိုဈေးပေါ်ပေါ်နဲ့ဝယ်လို့ရနိုင်ပြီပေါ့ဗျာဒါပေမဲ့ခင်ဗျားတို့သိလားစားကဟင်းခတ်ဖို့တစ်ခုတည်းအတွက်သုံးတာတော့မဟုတ်ဘူးဗျကဘာပေါ်ကစက်မှုလုပ်ငန်းပေါင်းထောင်ချီမှာစားကိုသုံးနေရတော့မယ်ဗျဖန်ခွက်တွေပလတ်စတစ်တွေစက်ပြားထုတ်တဲ့နေရာမှာစားရတော့မရှိမဖြစ်ပါဝင်နေသေးပါဒီတော့နောက်တစ်ခါခင်ဗျားတို့ဟင်းချက်ပြီးဆိုရင်ခင်ဗျားတို့မှာရှိတဲ့ဒီအဖြူအောင်မှုန့်လေးတွေကတစ်ချိန်လုံးကစီးပွားရေးအာဏာကိုကင်တွယ်နိုင်တဲ့အရာတစ်ခုသူရဲကောင်းနေတဲ့တော်လိုင်းရေးလှုပ်ရှားမှုဆက်နွယ်ခဲ့မှုတဲ့အရာတစ်ခုဆိုတာတော့သတိရဖို့လိုတယ်ဗျဒီတော့အခုလိုစိတ်ဝင်စားစရာတပိုင်းကြောင်းတွေကိုနားဆင်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်